မျိုးတွေမင်္ဂလာပါကျွန်တော်တို့ဒီဇင်ဘာ28ဒါမဲ့ဒီဇင်ဘာ28ကြာလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲကြီးပြုလုပ်တော့မှာပါအဲ့မှာကျွန်တော်နိုင်ငံသားတိုင်းမှာနိုင်ငံသားတွေအားလုံးတာဝန်ကျေဖို့လိုတာပေါ့နော်ကျွန်တော်တို့ရွေးကောက်ပွဲမှာစန္ဒမဲတွေတွားပြီးတော့ပေးကြမယ်မိမိရဲ့အသေးကြားကမဲတပြားပေါ့နော်မိမိရဲ့အသေးကြားကမဲတပြားကိုတွားပြီးတော့မဲပေးကြမှာပေါ့နော်ကျွန်တော်တို့နိုင်ငံသားတွေကနိုင်ငံသားတာဝန်ကျေဖို့မဲတွေတွားပြီးတော့ပေးကြမှာနော်နိုင်ငံသားတာဝန်ကျေဖို့လိုတယ်နိုင်ငံသားတာဝန်ကျေဖို့နဲ့ပဲအဲမှာအဲ့လိုမဲပေးတာလည်းပါတယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုလာပြီးတော့ပေးကြတယ်ဘယ်သူ့ကိုငါတို့ကမဲပေးရမှာလဲအခုလက်ရှိပါတီတွေမှာရှိတယ်လူတွေရှိတယ်နော်ဘယ်သူ့ကိုမဲပေးရမှာလဲပေါ့ဆိုတော့မဲပေးရမယ်သူကရှင်းရှင်းလေးပဲနော်ကိုယ့်ရဲ့ဒေသအကျိုးကိုယ်တိုင်းပြည်အကျိုးဆောင်ရွက်နိုင်တဲ့နော်လွတ်တော်အမတ်ကိုလွတ်တော်ကိုယ်စားလှယ်လောင်းကိုကျွန်တော်တို့မဲပေးမှာပေါ့မဟုတ်ဘူးလားကိုယ်ဒေသအကျိုးလည်းမလုပ်ဘဲနဲ့တိုင်းပြည်အကျိုးလည်းမလုပ်ဘဲနဲ့နော်သူ့အကျိုးပဲလိုလားနေတဲ့လူကိုကျွန်တော်တို့မဲသွားပေးလို့ဖြစ်မလားဟုတ်တယ်မလားနော်အဲ့ဒါတွေကျွန်တော်တို့ကြည့်ရအောင်နော်နောက်တစ်ခုကကျွန်တော်တို့ဒုတောင်ဝန်ရေးသုံးပါဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအရေးကြီးတယ်ဗျနော်ပြည်တော်စုမပြိုကွဲရေးတိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခံမြဲရေးဆိုတဲ့ဒုတောင်ဝန်ရေးသုံးပါကျွန်တော်တို့ပြည်တော်စုကြီးပြိုကွဲအောင်လုပ်မဲ့လူကိုကျွန်တော်တို့မဲပေးလို့မရအောင်ပြည်တော်စုမပြိုကွဲရေးနော်တိုင်းရင်းသားစီလုံးညီညွတ်မှုမပြိုကွဲကျွန်တော်တို့တိုင်းရင်းသားတွေကျွန်တော်နိုင်ငံမှာတိုင်းရင်းသား135မျိုးရှိတယ်ဒီ135မျိုးကိုစီလုံးအောင်ဆောင်ရွက်နိုင်မဲ့လူကိုကျွန်တော်တို့မဲပေးရမှာဟိုတစ်မျိုးဒီတစ်မျိုးဟောနော်အဲ့လိုမျိုးအမျိုးမျိုးတိုင်းရင်းသားအစွဲတွေနဲ့နော်လုံးမဲ့ကိုယ်တည်းကိုတော့ကျွန်တော်မဲပေးတဲ့အကြောင်းမရှိဘူးနော်ပြီးတော့အချုပ်အခြာအာဏာပေါ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံသားတွေရဲ့လက်ဝယ်မှာပဲရှိရမယ်လေအဲကြောင့်အချုပ်အခြာအာဏာကိုကျွန်တော်တို့ဟိုနော်လက်လွတ်ဆုံးရှုံးလို့မရဘူးအချုပ်အခြာအာဏာခိုင်မြဲဖို့အတွက်လှုပ်ဆောင်မဲ့ကျွန်တော်တို့လွတ်တော်ကိုယ်တည်းလှောင်းတာလေကျွန်တော်တို့မဲပေးရမယ်နော်နောက်တစ်ခုကဒီလွတ်တော်ကိုယ်တည်းလှောင်းတွေကိုကျွန်တော်တို့ပြန်လည်ကြည့်တဲ့အခါမှာသူတို့မှာနိုင်ငံရေးအမြင်ရှိလားနိုင်ငံရေးအမြင်ရှိလားနော်နောက်ကသူတို့မှာအုပ်ချုပ်ရေးအမြင်ရှိသလားစီးပွားရေးအမြင်ရှိသလားပြီးလို့ရှိရင်နိုင်ငံတော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုသူလိုက်နာတဲ့သူလားအဲ့အမြင်လည်းရှိသလားဒါတွေကိုလည်းကျွန်တော်တို့ရွေးချယ်ရမယ်နော်ကိုယ်နိုင်ငံစီးလုံးညီညွတ်ရမယ်ကိုယ်နိုင်ငံလုံခြုံရမယ်ကိုယ်နိုင်ငံတရားဥပဒေစိုးမိုးရမယ်ဒါမျိုးကိုဦးစားပေးပြီးစ조사ပြီးဆောင်ရွက်နိုင်တဲ့ကိုယ်စားလှယ်လောင်းကိုကျွန်တော်တို့မဲပေးကြနော်ပါဇက်ကတော့နော်အများကြီးကြွားဝါပြီးတော့ရှောက်ပြောပြီးတော့တကယ်လက်တွေ့ကြလို့ရှိရင်ကိုယ်အိမ်ရှိကလမ်းတော်မှာပဲတာဝန်မယူနိုင်တဲ့လွတ်တော်မှမျိုးခင်ဗျားတို့မဲပေးလို့မရအောင်နော်ကိုရက်ွက်ကြီးမပြောနဲ့နော်ကိုအိမ်ရှိကကိုလမ်းလေးတော်မှာတတရာမလုတ်ပေးနိုင်တဲ့မလုတ်တဲ့လူကိုနော်ကိုမိသားစုတော်မှာပဲကောင်းကောင်းမွန်မွန်နော်ဆောင်ရွက်မပေးနိုင်တဲ့သူတော့မဲပေးလို့ခင်ဗျားတို့အလကားပဲအဲ့ကိုအိမ်တောင်အတွက်တောင်ကိုမလုံနိုင်တဲ့ကောင်နော်ကိုအိမ်ရှိတောင်ကိုမလုံနိုင်တဲ့ကောင်ကိုရက်ွက်ကိုလမ်းတောင်ဘာမှမလုံနိုင်တဲ့လွတ်တော်ကိုယ်တည်းကိုခင်ဗျားတို့သွားပြီးမဲပေးရင်တော့အလကားပဲခင်ဗျားတို့ကအသေးကြားကမဲပြအလကားမဖြစ်သေးနဲ့အဲကြောင့်ကျွန်တော်တို့မဲပေးပြီးတော့ရွေးချယ်ကြပါနော်ကျွန်တော်တို့လွတ်တော်ကိုယ်တည်းခေါင်းတွေကိုကျွန်တော်တို့ရွေးချယ်လိုက်တဲ့အခါမှာမြန်မာနိုင်ငံအတွက်နော်အရင်တော့ကကျွန်တော်တို့ဦးသိန်းစိန်လက်ထက်ကိုအားလုံးကြုံကြပါပါနော်ကြုံကြဘူးမှာပါအဲ့မှာလွတ်တော်ကိုယ်တည်းခေါင်းတွေစွမ်းဆောင်ရတဲ့စ조사မှုတွေအားကောင်းတယ်တမန်ကြီးရဲ့ဥဆောင်မှုကလည်းအားကောင်းတဲ့အခါလေးကြတော့ကျွန်တော်တို့နိုင်ငံကချက်ချင်းကိုနှေချင်းညာချင်းတိုးတက်လာတာနော်အဲ့လိုဖြစ်ဖို့အတွက်ကခင်ဗျားတို့ရဲ့အသေးကြားကမဲတပြားအရေးကြီးပါတယ်နော်အဲကြောင့်အသေးကြားကမဲတပြားကိုနော်ထိုက်တန်ရမယ်ကိုယ်တည်းလောင်းကိုမဲပေးဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်